ဒီနေ့ဗီဒီယိုမှာတော့ movie ကလောက်နေတဲ့လူတွေအတွက်ဂျမန်တိုင်းကဘယ်လောက်တော့မှရေးပါတယ်ဂျမန်တိုင်းကိုဘယ်လိုမျိုးတွေထိသုံးလို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်အရင်ကတော့ကျွန်တော်တို့ဂျမန်တိုင်းကိုကနေပြီးတော့အကောင့်တစ်ခုနဲ့ဝင်လိုက်ပြီးဆိုလို့ရှိရင်ဒီမျက်နှာပြင်ကိုရောက်လာမယ်ဗျာဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဂျမန်တိုင်း Pro အကောင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင် Pro ဆိုလို့ရှိရင်တော့ဒီမျိုးဆောက်ဝိုင်းလေးရပြန်ပြီးတော့ထပ်ပြီးတော့ဝိုင်းနေတာတွေ့ရမယ်ဆိုတော့ကျွန်တော်တို့ဂျမန်တိုင်းကဘာတွေကိုအဓိကသုံးလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုစာတွေမေးလို့ရမယ် hi တို့ how are you တို့နောက်သိချင်တာတွေမေးလို့ရမယ်ဓာတ်ပုံတွေပြီးဓာတ်ပုံတွေပို့ပြီးတော့မှပစ္စည်းနာမည်တွေမေးတာတစ်ခုခုကိုစာခိုင်းတာကိုထုတ်ချင်တဲ့ဓာတ်ပုံတွေကိုထုတ်ခိုင်းတာတော်တော်များများဂျမန်တိုင်းကလုပ်ပြီးလို့ရနိုင်တယ်ဗျာဆိုတော့အဲ့ဒါကိုမှကျွန်တော်ဂျမန်တိုင်းကိုအသေးစိတ်ရှင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ်ပတ်ချက်မှာရှိတဲ့ဒီဒါမီနူဘာဆိုတာကိုကျွန်တော်နှိုက်လိုက်လို့ရှိရင်ကြာကိုယ့်ရဲ့ဒီဥစားတွေပါလာလိမ့်မယ်ပေါ့နော်ကိုသုံးထားတဲ့ chat တွေဒီဥစားတွေပါလာလိမ့်မယ်ဗျာဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာဒီ chat တစ်ဆိုတာကတော့ကိုဒီတစ်ခုကောင်းဆိုကျွန်တော်ဟိုင်းနာပွားပြီးကြာဟိုင်းနာပွားပြီးတာကိုမှကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ဒီမှာ new chat တစ်ခေါက်လို့ရှိရင်နောက်တစ် chat တစ်ကိုပြန်ရအောင်မယ်ဗျာဆိုတော့ဒီထဲမှာပဲကျွန်တော်တို့ဒီ wine ကိုပဲကျွန်တော်ရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒါကတော့ကိုယ့်ရဲ့နာမည်ပေါ့နော်ကိုယ်ကောင်းနာမည်ပေးထားလို့ရှိရင်အဲ့နာမည်ကိုသူကနေပြီးတော့ဒါပြောတာပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီအပေါင်းနှိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ file upload ရဆိုတာကျွန်တော်တို့နေတဲ့ဓာတ်ပုံတွေ video တွေဒီကနေပြီးတော့ထည့်လို့ရတယ်ဗျာကိုယ့်ကွန်ပျူတာတဲ့ဓာတ်ပုံတွေ video တွေမှာဆိုလို့ရှိရင်ရထည့်လို့ရတယ်အဲ့ဒါပြီးလို့ရှိရင်ဒီ hour ဟာကြတော့ဒါကတော့ကိုယ့်ရဲ့Google တွေအဲ့လိုမျိုး photo တွေပေါ့နော် Google နဲ့ချိန်တာနဲ့ကိုယ်တွေပဲအဲ့ photo တွေကိုထည့်လို့ရမယ်အဲ့လိုမျိုးနောက်ကိုဖုန်းတွေကိုဓာတ်တွေရမယ်မှာဆိုလို့ရှိရင် Google photo ဆိုပြီးတော့လေနောက်ပြီးတော့ကျွန်တော်တို့နေနဲ့အောက်မှာဆိုလို့ရှိရင်ကုတ်ဗျာကုတ်ထည့်စဉ်ဆိုတာတော့ဒါတော့ကုတ်တင်နေသွားတာဗျာနောက်ပြီးတော့ဒီ notebook am ဆိုတာကကိုယ့်ရဲ့ Google account က notebook am အကောင့်ရှိတယ်ဖွင့်ထားတယ်ဆိုလို့ရှိရင် notebook am ဆိုတော့ကိုတော်လာတဲ့ chat တွေကိုသုံးလို့ရမှာဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ notebook တွေရဲ့နေပြီးတော့တော်လာတဲ့ဟာတွေဒီမှာကြာပြီးတော့ခိုင်းလို့ရမှာဗျာအဲ့လိုမျိုးပေါ့ဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဒီမှာထူးများမှဆိုလို့ရှိရင်တော့ကျွန်တော်ထူးမှဆိုလို့ရှိရင်ဒါပုတ်ပြီးလို့ရအောင်ဗျာအင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ create boot တော့เนาะဆိုတော့အဲ့ဒါကိုမှကျွန်တော်အနေနဲ့ဒါကတော့ Canva ပေါ့နော် Canva နဲ့တွဲတော့ပြီးတော့စာရေးပါရေးခိုင်းတာဟိုဘာလဲ PDF file ပါရေးပြန် download ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ဒါကတော့ 3% နောက်ပြီးတော့ဒါကတော့ video ပြီးလို့ရအောင်ဗျာ video ပြီးလို့ရအောင်ကကျွန်တော် Gemini Pro တွေမှာဆိုလို့ရှိရင်တရက် video သဘောထိလုပ်လို့ရတယ်ဗျာနောက်အောက်မှာဆိုတချင်းလုပ်မယ်နောက် guide planning တို့အဲ့မျိုးဗျာမဆိုပုတ်ကရဲ့တန်းညရေးတူတို့အဲ့လိုမျိုးတွေပါတော့เนาะနောက်တစ်ခုအနေနဲ့တော့ဒီတောက်ခုဗျာဒီတောက်ခုလူတွေကတေချာတိုက်ပြီးတော့ကွဲပြားမသိသေးဘူးဗျာဆိုတော့ဒီညံဆိုတာကကိုကစာပိုးလာလို့ရှိရင်သူကနေပြီးတော့ချက်ချင်းကိုစာပြန်ပေးတယ်ဒါပေမဲ့သူ့ရဲ့ဖြေကတိကျမှုနည်းနည်းအားနည်းတယ်ဗျာတော့တွေးစားခြင်းဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပြဿနာတွေသူကနေပြီးတော့စဉ်းစားရတယ်တေချာတွေးတော့ပြီးမှကိုယ့်ဖြေပြန်ပေးတယ်ဆိုတော့ပို့ပြီးတော့ကောင်းတယ်နောက်ဆိုဒီပလိုကြတော့ကောင်းတော့ဗျာကျွန်တော်တို့ဓာတ်ပုတ်တွေပါထုတ်မယ်ဒီမှာစာတွေပါနဲ့ထုတ်မယ်ဆိုလို့ရှိရင်ဒီပလိုမဟုတ်လို့ရှိရင်တွေးစားခြင်းကိုအဓိကထားပြီးတော့သုံးပေးဗျာဆိုတော့ဒါကကျွန်တော်နေဒီချက်ဒီကောင်ကြားကျွန်တော်နေမိုင်းရောဗျာကိုစကားပြောပြီးတော့ခိုင်းတာပေါ့ဆိုတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ရဲ့ notebook air နဲ့ချိန်တာလို့ဒါ notebook ပေါ်နေတာဒီဂျန်မှာဆိုလို့ရှိရင်ဗျာဂျန်ဆိုတာကကျွန်တော်တို့ဂျန်ရဲ့သဘောတရားကိုကိုကနေပြီးတော့ဒီ new chat ကို prompt ပေးပြီးတော့ခိုင်းတာလို့ပဲဗျာအဲ့ဒီမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ဟာတွေကိုကိုတခါလဲသူ့ကိုခိုင်းတာလို့ရတယ်ဗျာကျွန်တော်ဒီမှာပြမယ်ဆိုလို့ရှိရင်ဒီဂျန်မှာဆိုလို့ရှိရင်ကျွန်တော်ကဒါကျွန်တော်ရဲ့ movie get channel ပေါ့နော်အဲ့ဒီ channel အတွက်ကျွန်တော်ကနေပြီးတော့ဓာတ်ပုတ်ထုတ်ခိုင်းတဲ့ကြံပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကinstruction ပေါ့နော်ဒီညွှန်ကြားချက်မှာဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပုံစံကိုကျွန်တော် prompt ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပုံစံတစ်ခုကိုသူ့ပခုတူတာတွေပေးထားတယ်ဗျာပေးရတဲ့ဟာမှာဆိုလို့ရှိရင်သူကနေပြီးတော့ကျွန်တော်ဒီကနေပြီးတော့စာပို့လိုက်နိုင်သူကထုတ်တန်းပြီးတော့ထုတ်ပေးတယ်ဗျာအဲ့လိုမျိုးပေါ့နော်မှာဆိုလို့ရှိရင်ကျွန်တော်သူ့ပို့ခိုင်းရတဲ့ဟာတွေရှိတယ်ဗျာဂျန်ရဲ့အားလာကြကတော့ကိုက prompt ခါပေးပြီးတော့ကြိုက်တဲ့လောက် new channel ပြန်ပြီးတော့တော်လို့ရမှာဆိုလို့ရှိရင်ဒီကောင်ဒီကနေကိုကြစာပို့မှဆိုလို့ရှိရင်ဒါnew chat တစ်ခုပြန်ဖြစ်အောင်ပေါ့နော်ဆိုတော့မှာဆိုလို့ရှိရင်မှာတော့ခုရှိနေပြ chat မှာဆိုကျွန်တော်ပို့ဝင်ကြမယ်တော့ဂျန်တော့တော်လေးကိုကောင်းတယ်ဗျာဒီဂျန်နေဆိုလို့ရှိရင်အများကြီးလောက်ရောင်းနေရတာဂျန်တစ်ခု9000လို့3000လို့ဗျာဆေးတော့တော်တော်ကောင်းတယ်။မှာဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ဒီစာလေးကိုပဲကျွန်တော်ပို့လိုက်တယ်။ပို့လိုက်ခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကြာဒီကောင်အားဟာကြာဂျန်ကပြောဆိုတော့ဂျန်ကအဲ့ရတက်သွားတာအဲ့ရတက်သွားလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့နောက်ထပ်new channel ပြန်သွားတာပါ။မှာဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီစာလေးပို့လိုက်တယ်ပို့လိုက်တဲ့ခါမှာဆိုရင်သူကတင်ညွတ်တမ်းပြီးတော့ထောက်ပြီးကြတပ်ပုတ်လေးတွေပေါ့ဒါကတော့ကျွန်တော်တို့ဂျမန်တိုင်းဂျန်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တပ်ပုတ်ထုတ်နေကြနောက်တစ်ခုအနေနဲ့ကျွန်တော်အနေနဲ့စာထုတ်ပြီးနေကြဗျာ transcript ထုတ်ပြီးနေကြ transcript ထုတ်ပြီးနေကြဆိုတာကကျွန်တော်တို့ကနေပြီးတော့သူ့ကိုဗီဒီယိုပို့လိုက်လို့ရှိရင်သူကနေပြီးတော့ကျွန်တော်တို့ကိုကျွန်တော်လိုချင်တဲ့ပုံစံကိုတရားဒီလိုတစ်ခါပြန်ထုတ်ပြီးတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က origin နဲ့ transcript ကိုလိုချင်တယ်ပြီးလို့ရှိရင်ညီမလိုဘာသာပြန်လာလိုချင်တယ်ပြီးလို့ရှိရင် video အစုံမှာ CTA လေးထည့်သိချင်တယ်အဲ့ဒါပြင်ကိုမှကျွန်တော်တို့အနေနဲ့မလာဖွာလေးဆိုရင်ဒါကတော့ကျွန်တော် TikTok မှာတင်ဖို့ဆိုတော့ဗောနော်ဆိုတော့မှာဆိုရင်ကာဘာတက်တွေ caption တွေ hashtag တွေဗောနော်ဒါကျွန်တော်တို့သူ့ပြောတာလေပြောတာဟာမှာဆိုရင်ဒီကတော့လောက်ပြီးတယ်ဗျာကိုယ့်နဲ့ဒီမှာအများကြီးထပ်ပြီးတော့ခိုင်းလို့ရသေးတယ်
ဒါကြတော့ကျွန်တော်အနေနဲ့လွယ်ကူတော့လွယ်အောင်လို့ကျွန်တော်နေပြီးတော့လောက်ထားတဲ့အရာလေးတွေပေါ့နော်ဆိုတော့ channel ဆိုစီအများကြီးပဲဗျာကျွန်တော်လောက်တာဒါကျွန်တော် TikTok account အတွက်တွေ YouTube channel အတွက်တွေဗျာအများကြီးပဲမှာဆိုစီတော့တိုင်း chat တွေဆိုစီအများကြီးတွေ့ရလိုက်မယ်ဗျာဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ Gemini တစ်ခုပေါ့နော်ဆိုတော့အဲ့ဒါကိုမှ Gemini မှာနောက်ထပ်ဘာတွေခံလို့ရမယ်ဆိုတော့ movie ကလောက်နေတဲ့လူတွေအတွက်ဆိုရင်ဒီ SRT file တွေထုတ်ခံလို့ရတယ်ဗီဒီယိုတွေပို့ပြီးတော့မှဘာသာပြန်ပြီးတော့ခံလို့ရတယ်ဗျာခံလို့ရတာတော့များပါလို့စီတော့ပြီးတော့ကျွန်တော်တို့အနေနဲ့ရိုး movie ကြတဲ့မဟုတ်ဝယ်နေဗျာနည်းနည်းလေးပိုကောင်းတဲ့ဟာတွေဆိုလို့ရှိရင်လောက်လို့ရတယ်ဗျာအဲ့ဒါကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဆက်ပြပေးမယ်ဒီမှာဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကခဏတည်း transcript ပေးတဲ့ဟာကိုပဲကျွန်တော်သူ့ဘာကျွန်လောက်ခံလဲဆိုတော့ကျွန်တော်လူနေရမှာမြင်းမြတ်နဲ့ခင်မင်းဝါကိုကျွန်တော်အစားထိုးခိုင်းရဗျာသူအခါအစားထိုးခိုင်းရမှာဆိုလို့ရှိရင်ဒီ script ရလုံးရုပ်ပြောင်းသွားတယ်မြင်းမြတ်နာမည်နဲ့ခင်မနာမည်နဲ့ပဲသူကနေပြီးတော့ပြန်ပြီးတော့ထုတ်ပေးတယ်ဗျာဆိုတော့ဒီလိုမျိုးတွေလုပ်လို့ရတယ်ဆိုတော့ Gemini Pro ကတော်လေးကိုသုံးလို့ကောင်းတယ်ဗျာကျွန်တော်အနေနဲ့သုံးမှဆိုလို့ရှိရင်တော့ Pro ကောက်ဝယ်သုံးစေချင်တယ်ဗျာ Pro ကောက်လည်းစီးတိတ်မကြည့်ဘူးဗျာတစ်လားကိုမှ1000ခွဲလောက်ပဲကြာမလားမသိဘူးဆိုတော့အဲ့လိုမျိုးဆိုတော့လေဆိုတော့ Gemini Pro ကျွန်တော်ဟာကြတော့တစ်နှစ်စာဗျာတစ်နှစ်ကိုကြတော့9000 6000လောက်ကြာမလားမသိဘူးဗျာဆိုတော့တော်လေးကိုတော်လို့ကောင်းဗျာကိုတက်ဖို့တွေဆိုစင်စိတ်ကြိုက်ထောက်ပဲဗျာကျွန်တော်ဆိုစင်တက်ဖို့တွေအများကြီးကိုထောက်တယ်ဗျာတယောက်လေအဲ့တော့တက်ဖို့တွေစိတ်ကြိုက်ထောက်ပြီး TikTok မှာဆိုလို့ရှိရင်တင်ရဗီဒီယိုတွေတွက်ရောဒီ Facebook page တွေပါတွက်ရောဗျာဆိုတော့ကျွန်တော် Gemini ကိုအချို့လူတွေကြတော့အကောင့်ဝင်မတက်ဘူးဗျာအကောင့်ဝင်လို့စီတော့လွယ်ပါတယ်ဒီမှာလေကိုယ့်ရဲ့စရင်ဆိုင်အိမ်မတွေ့ဘူးဆိုရင်ဒီဘက် channel ကို profile လေးကိုနှိပ်လို့ရှိရင်ဒီမှာအကောင့်တွေအများကြီးထပ်ပြီးတော့ထည့်လို့ရသေးတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော် Gemini အကြောင်းကိုရှင်းပြတာဖြစ်တယ်ဗောနော်ဆိုတော့ Gemini ကိုအခုမှစသုံးမဲ့တူတွေအတွက်ဆိုလို့ရှိရင်တော့ဒါကောင်းတယ်ဗျာဆိုတော့ AI ရဲ့တိုးလေးကောင်းတယ်ဆိုတော့လေတော့ကိုအနေနဲ့ Gemini Pro ကောက်ဝယ်ခြင်းလို့ရှိရင်တော့ကျွန်တော် direct ဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်